ရာဝန်တုရဲ့တေလောက်တဲ့အမှားယွင်းတစ်ခုတစ်ခါကအမျိုးသမီးတဦးဟာဆရာဝန်တုတဦးကတရားမဝင်လေးစားကုသမှုတစ်ခုပြုလုပ်နေစဉ်မှာရုတ်တရက်တတိလစ်သွားခဲ့ပါတယ်။အဲ့ဒီအခါအမျိုးသမီးကိုဆေးရုံပို့မဲ့အစားဆရာဝန်တုကသူမရဲ့ခန္ဓာကိုယ်ကိုခရီးဆောင်အိတ်ထဲမှာထည့်ထားလိုက်ခဲ့ပါတယ်။အဲ့ဒီခီးဆောင်အိတ်ကိုလည်းသူ့ရဲ့ကိုယ်တောင်ထဲမှာရက်တပတ်ပေါင်းများစွာထားခဲ့ပြီးအဲ့ဒီအမျိုးသမီးရဲ့မိသားစုနဲ့ရဲတွေကသူမကိုရှာဖွေနေခဲ့ကြပါတယ်။ဒီတော့ဆရာဝန်တုကလည်းတက်တေအထောက်ထားတွေကိုဖျောက်ဖျက်ဖို့အတွက်သူမရဲ့အလောင်းကိုကိုယ်တောင်ထဲမှာမြုပ်ပြီးကွန်ကရစ်လောင်းချလိုက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲတစ်နှစ်နီးပါးအကြာမှပဲအလောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးဆရာဝန်တုကိုထောင်ချနိုင်ခဲ့ပါတယ်။အလောင်းမိတကြိုသမားတယောက်ကသူ့ရဲ့လုပ်ဖော်ကိုက်ဖက်ကိုတတ်ခဲ့တဲ့ဖြစ်ရက်အလောင်းမိတကြိုသမားဟာလူသေးတွေရဲ့ရွှေသွားဖာတွေကိုခိုးယူပြီးမိသွေးချစ်စည်းတွေကိုလည်းတက်တာစေဖို့အတွက်အလောင်းတွေကိုအပေါ်စီးအောက်စီးစုပုံကမိတကြိုနေခဲ့ပါတယ်။အဲ့ဒီအခါအလောင်းတွေဟာလည်းရောထွေးသွားခဲ့ပြီးဆွေမျိုးတော်ဆက်သူတွေဟာလူအမျိုးမျိုးရဲ့အယိုးပြတွေကိုလက်ခံရရှိခဲ့ပါတယ်။ဒီလိုနဲ့လုပ်ဖော်ကိုက်ဖက်အလောင်းတကြိုသမားတယောက်ကဒီအကြောင်းကိုသိရှိသွားတဲ့အခါသူဟာအံ့အားသင့်သွားခဲ့ရပြီးဒီအကြောင်းကိုသတင်းပို့မယ်လို့ချိန်ချောက်ခဲ့ပေမဲ့လည်းသူမသတင်းပို့နိုင်ခင်အသက်24နှစ်အရွယ်မှာနှလုံးရက်ပြီးတေဆုံးသွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေကသူ့ကိုအစိတ်ခတ်ခံလိုက်ရတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီတော့ပထမဆုံးလောင်းတကြိုသမားကိုဖမ်းဆီးပြီးဆွဲချက်တင်ခဲ့ပါတယ်။ဒါဟာအော်လန်ဒိုကိုလူတက်မှုလက်နက်အဖြစ်စီးရင်သွင်းတဲ့အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးအမှုဖြစ်ပါတယ်။